ဒီသုံးလေးရနေ့စဉ်စကားပြောမှာမဖြစ်မနေသိထားမဲ့သုံးလေးတွေတစ်ခါတည်းရအောင်လုပ်သွားမယ်နော်โอเคနားလည်မှုလွဲတာနားလည်မှုလွဲတဲ့ဟာကို misunderstand ဆိုသုံးပြောလို့ရတယ်နော် sorry I misunderstood what you meant မင်းပြောတဲ့ဟာကိုငါနားလည်မှုလွဲတဲ့အတွက် sorry ပါ sorry I misunderstood what you meant ဆွဆွဲတာဟာဆိုရှင် accuse he accused me of lying သူကကျွန်တော်ကိုလိန်တယ်လို့ဆွဆွဲတာ he accused me of lying okay I didn't lie အထင်သေးတာဆိုရှင် look down on don't look down on people okay လူတွေကိုအထင်မသေးနဲ့ don't look down on people စီးကြော်ဆိုရှင် cross the line that joke crossed the line အဲ့ဒီဟာသားကစီးကြော်ရယ်နော် that joke crossed the line okay that joke crossed the line သွေးကြောင်တာဆိုရှင်နော် chicken out don't chicken out say what you have to say သွေးမကြောင်နဲ့ပြောတရားရှိရပြော okay don't chicken out say what you have to say ကြွားဆိုရှင် brag stop bragging about your car မင်းကားအောင်ကြွားတာကိုနားပါတော့ကွာ stop bragging about your car okay စသဖြင့်ပြောလို့ရနော်အခုလိုမျိုးသုံးနေကိုယ့်အတွက်ထောက်ခုဖြစ်လာမသိဘူးဖြစ်တဲ့ဆိုရင် comment မှာရက်ဆွေးတော့ပါနောက်ဆက် video အသစ်တွေလွတ်မသွားအောင်လို့လဲဒီ page ကို follow လုပ်ထားဖို့မမေ့တော့နော် bye bye see you in the next video